2016ကမ္ဘာလားကိုကျိုးကင်စိုးမိုးထားတာနိုင်ငံအသင်းနေမဟုတ်ဘူး Real Madrid အသင်းပြောင်းပရိသတ်များအားမင်္ဂလာပါများဟဲ့တော့ iMac ခွန်ရှီကောင်မောင်5 7တင်စာမိတ်ကနေအားလုံးကိုပြန်လည်ကြိုလဲပါတယ်ခင်ဗျားတို့စဉ်းစားကြည့်ပြပြန်ဝဲမစားခင်လူစင်းနေကြီးညာတဲ့အချိန်စပိန်မျိုးသားတွေအစဉ်အသင်းမှာ Real Madrid ကစားမတယောက်မှပါဝင်ခဲ့ပါဘူးအဲ့ချိန်တော့ social media တွေပေါ်မှာ hater တွေကဘယ်လိုလောင်ခဲ့ကြလဲ Real Madrid ကစပိန်ကလပ်သားဖြစ်တာစပိန်အသင်းအတွက်အားကိုးရတဲ့ကစားမတယောက်မှမွေးထုတ်နိုင်ဘူးဘာစတာရဲ့လာမစီယာအကယ်ဒမီကိုမရှင်နိုင်ဘူးဆိုပြီးအရသာခံဝေဖန်ခဲ့ကြတာပါဒါပေမဲ့ပြည်ရက်ကတော့အဲ့လောင်ပြောင်မှုတွေကိုကြည့်ပြီးရည်နေခဲ့မှာအသေးချပါပဲ။ဘာလဲဆိုတော့ Real Madrid ဆိုတာကစပိန်နိုင်ငံလေးတစ်ခုတည်းစာအတွက်တီဆောက်ထားတဲ့အသင်းမဟုတ်ပဲကမ္ဘာကြီးတစ်ခုလုံးကိုသိမ်းပိုက်ဖို့တီဆောက်ထားတဲ့ Galactico Empire ကြီးဖြစ်နေလို့ပါပဲ။အခုကမ္ဘာလားပြန်ဝဲကြီးတစ်ဝက်ကျိုးလာတဲ့အချိန်မှာထွက်ပေါ်လာတဲ့စင်းစရာတွေကအဲ့ hater တွေရဲ့ပါဇက်ကိုပတ်တီးစီးပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါပြီ။ကဲအခုကျွန်တော်ပြောပြမယ့် King and Stat တွေကိုတေးချနားထောင်ကြည့်ပါ။ဒီကမ္ဘာလားမှာ Real Madrid ကစားမတွေစူပေါင်းပြီးသွင်းယူထားတဲ့သွင်းကိုက16ကိုအထိရှိနေပါတယ်။ဂိုးဖန်တီမှုက14အချိန်မှာစုစုပေါင်းသွင်းကိုပလန်ဖန်တီးမှုကြီးပေါင်းလိုက်ရင်ကြီးကျယ်ခမ်းနားလာတဲ့30ကြီးရရှိထားပါတယ်။ဒီကိန်းနန်းကဘယ်လောက်ထိကြီးမားသလဲဆိုရင်ခင်ဗျားတို့ကိုနိုင်ရှင်းပြပါမယ်။ခေါင်းမှာရှိတဲ့တခြားဘယ်ကလပ်အသင်းမှာကြီး23ချိန်ပြည့်အောင်မလုပ်နိုင်သေးပါဘူး။ Real Madrid ကစားမတွေကတခြားကလပ်အသင်းတွေထက်အပြတ်အသတ်ကိုခေါင်းလုံးစာတာလုံးပြီးကမ္ဘာလားကိုစိုးမိုးထားတာပါ။ကမ္ဘာလားဆိုတာကကမ္ဘာပေါ်ကအကောင်းဆုံးနိုင်ငံတွေအကောင်းဆုံးကစားမတွေစုဝေးပြီးအကျိတ်နဲ့ရှင်ပြိုင်ကြတဲ့နေရာပါ။အဲ့လိုနေရာမျိုးမှာကလပ်အသင်းတစ်သင်းတွေကကစားမတွေကအခုလိုကြီးစိုးထားတယ်ဆိုတာဟာဘောလုံးသမိုင်းမှာတကယ်ကိုရှာရှာပါပါဖြစ်ရတဲ့ကူပါပဲဒါအတိုင်းဆိုင်မှုလုံးဝမဟုတ်ပါဘူး Real Madrid ရဲ့ကင်းအောင်စနစ်နဲ့ကမ္ဘာအကောင်းဆုံးကစားမတွေကိုရွေးချယ်စုဆောင်းနိုင်တဲ့မျက်စိကဘလောက်တောင်မှစူးရှာလဲဆိုတော့မိမောင်းထိုးပြနေပါတယ်ဒီ30ဂျီဆိုတဲ့မှတ်တမ်းကြီးဖြစ်လာဖို့အတွက်အဓိကအသက်သွေးကြောတွေကဘာတူလဲတခြားသူတွေမဟုတ်ပါဘူး Real Madrid ရဲ့မျိုးဆက်သစ်မင်းသားတစ်ပါးဖြစ်တဲ့ Jude Bellingham နဲ့ Kylian Mbappe တို့ပါပဲခင်ဗျားတို့အင်္ဂလန်ပွဲတွေကိုကြည့်လိုက်ပါအင်္ဂလန်ဘလောက်ပဲကမောက်ကမဖြစ်နေပါစေအရေးကြီးတဲ့အချိန်တွေမှာဂိုးတွေသွင်းပြီးအသင်းကိုကယ်တင်နေတာက Jude Bellingham ပါပဲသူကအသက်73နှစ်အသာရှိသေးပေမဲ့ Real Madrid မှာကစားနေရတဲ့အချိန်ဝါတဲ့အတူအင်္ဂလန်အသင်းရဲ့တကယ် boss တယောက်လိုခြေစွမ်းပြနေတာပါပင်သင်းကိုကြည့်မလားအမဘေကလုံးဝကိုဖျက်ဆီးလို့မရတဲ့စိတ်ယုံကြည်တယောက်လိုပါပဲပြဲမဲ့ခံစစ်တွေကိုတယောက်တည်းဆွဲမွေပြီးဂိုးတွေဒိုင်ငံသွင်းနေတာပါဒီလိုကမ္ဘာအဆင့်ကစားသမားတွေဟာသူတို့ရဲ့နိုင်ငံအသင်းအသီးသီးကိုပကုံးပေါ်တန်းတင်ပြီးကမ္ဘာပလားကိုအပိုင်စီးဖို့ကြိုးစားနေကြပါတယ်ဒီလိုကစားသမားမျိုးတွေကိုပိုင်ဆိုင်ထားတဲ့ Real Madrid အသင်းနဲ့စပိန်အသင်းမှာသူတို့ကစားသမားတွေပါဂူးဆိုင်နေကြမလို့တာပါစပိန်အသင်းမှာ Real Madrid ကစားသမားတယောက်မှပါတာ Real Madrid အတွက်တကယ်တော့အားနည်းချက်မဟုတ်ပါဘူးအားသာချက်ကြီးပါဘာလဲဆိုတော့ Real Madrid ဟာစပိန်ကစားသမားတွေကိုမွေးဖို့အော်ပြီးဝယ်နေမဲ့အစားကမ္ဘာကျွမ်းကအကောင်းဆုံးကစားသမားတွေကိုရွေးချယ်ခေါ်ယူနေလို့ပါပြည်သစ်က Mbappe နဲ့ကာမာဗင်ကအင်္ဂလန်က Bellingham ဘရာဇီးက Vinicius Junior နဲ့ Rodrigoဥရုဂွေးကဘေဘာဒီလိုကမ္ဘာထေတန်းနိုင်ငံတွေရဲ့အမာခံကစားသမားတွေကိုစူးစီးထားတဲ့အသင်းမှာအသင်းအတွက်တကယ်အကျိုးရှိတဲ့ချန်ပီယံလိတွေယူပေးနိုင်တယ်ဆိုရင်ဒါကရပါပြီပေးရလို့ကျင်တာကကမ္ဘာအကောင်းဆုံးဆိုတဲ့ခေါင်းစဉ်တစ်ခုတည်းပါပြီးတော့စပိန်တို့ဆင်းမောင်ပါတဲ့ကစားသမားချို့ဟာကမ္ဘာပလားအားလည်းရမှာအပြည့်အဝအနားယူခွင့်ရနေတဲ့အတွက်လာမယ့်ရာသီအသစ်ကလပ်အသင်းပွဲစဉ်တွေအတွက်ရုပ်ပိုင်းဆိုင်ရာကြမ်းခိုင်မှုအပြည့်အဝရှိနေမှာပါဒါရီရဲ့အတွက်တပယ်ဝင်နှစ်ခွအမြတ်ပါပဲချောရင်ပြောမယ်ဆိုရင်တော့ကွာလာမှာစပိန်အသင်းကရီယက်ကိုချန်လက်ခဲ့တယ်ဆိုပေမဲ့တကယ်တမ်းကွင်းထဲမှာကွာလာကြီးတစ်ခုလုံးကိုချုပ်ကင်ထားတာကရီယယ်မက်ဒရစ်ကစားသမားတွေပါပဲဂိုးတဲ့ဖန်တီးမှု30 GA ဆိုတဲ့မှတ်တမ်းကြီးကလောင်ပြောင်ခဲ့တဲ့ hater တွေကိုလုံးဝဆွန့်ရသွားစေခဲ့ပါပြီ။ Real Madrid ဆိုတာကစပိန်ကလပ်ဆိုတာတက်ကမ္ဘာကြီးတစ်ခုလုံးရဲ့ဘောလုံးပြည်နေဖြင့်ဆက်လက်ရည်တည်နေကြောင်းသက်သေပြလိုက်တာပါပဲ။ညီကိုတို့ကလက်ခံနိုင်ကြရလားအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။